cookie. Is it delicious? နေဝင်ရည်တော်အချင်းဤမိန်ပြပြအလင်းရောင်တီဘန်ကောင်းမျိုးစွန်ရှိထိုလမ်းကြားလေးထဲတွင်ပို၍ပင်အေးဆက်စကြူလာလိလမ်းကြားလေးမှာအဆုံးတွင်ပိတ်ညီသောလမ်းပိတ်တစ်ခုရှိပြီးထိုနေရာ၏အဆုံးတာတွင်တော့တစ်ပင်ကြီးများအုပ်ဆိုင်နေသည့်ဖျားเจ้าဝင်ဟောင်းတစ်ခုရှိနေသည်ထိုလမ်းကြားလေးအဆုံးတာဖျားเจ้าတတိုင်းနှင့်ကတ်လက်နေရာတွင်တွဲမိုးဖြင့်တော့ဆိုင်ခန်းလေးတစ်ခုရှိသည်ထိုဆိုင်မှာရေစနစ်ဟုအားလုံးကခေါ်ကြထိုအမျိုးသမီးကြီးထမိန်ဆိုင်လေးပင်ဖြစ်သည်ရေစနစ်သည်အသက်40ကျော်အရွယ်ကောင်းအဖြူကြီးတူဖြစ်ပြီးအလုတ်ကိုအလွန်ကြိုးစားသူလေယာလေးအလွန်ကောင်းသူဖြစ်သည်သူမ၏ဆိုင်လေးမှာကျောင်းနှင့်နေသဖြင့်ကျောင်းသားကျောင်းသူများအကြားတွင်အလွန်နာမည်ကြီးလာသည်စနေရဒီနေ့တော့ဘာဟင်းကောင်းလဲဗျာကျောင်းစင်းချိန်တွင်လာနေကြကျောင်းသားအုပ်စုကဆိုင်ထဲသို့ဒိုးဝေဝင်လာကြသည်ရေစနစ်ကပြုံးရွှင်စွာဖြင့်ခရီးဦးချိုပြူရင်ဒီနေ့တော့နင်တို့ကြိုက်တဲ့ဝသားကုန်းပေါင်ကြီးရှိတယ်ဟဲ့အဝါစားကြဟူပြောလေးရှိသည်ရေစနစ်၏ဆိုင်လေးသည်ကြီးလိုက်လျင်ရိုးရိုးရှင်းရှင်းပင်ထို့သောသူမရဲ့ချဲထားသောနေရာမှာမူအနှဲငယ်ထူးဆန်းလာသည်ဆိုင်၏နောက်ဘက်တွင်ရေဆိုးညောင်းဟောင်းဤတစ်ခုရှိပြီးထိုမြောင်းဤတစ်ဖက်ကန်းတွင်တော့ဘုရားကျောင်းဝင်းအတွင်ရှိမီတင်းရော်စန်းနှင့်ရှေးဟောင်းထူထန်သစဉ်ဖြင့်ရှိနေသည်လူများကထိုနေရာကိုခြောက်ချစရာကောက်သည်ဟုဆိုကြတော့လေရေစနစ်ကမူငါကဘာကူမှမကြောက်ဘူးဘယေဆိုလာတဲ့ငတ်မာကိုပိုကြောက်တာဟုရေမောကပြောလေးရှိသည်သူမသည်စိတ်တက်မှကြော်သူဘာသာရေးဟုလည်းအယုံကြည်သိမ့်မရှိသူတူဖြစ်သည်ထို့တော်လည်းတနည်းတွင်ထိုခိုင်မာသောစိတ်ဓာတ်များကိုတုံလို့စေမိအဖြစ်တစ်ခုစာတင်ထဲသည်အစာပိုင်းတွင်ကျောင်းသားအချို့ကဒူမကိုတောင်းဆိုလာကြသည်စနစ်ဆိုင်မှာအမေသားဟင်းလေးပါရောင်းပေးပါလားကျွန်တော်တို့အမေသားစားချင်လို့ရေစနစ်သည်ကိုယ်တိုင်ကအမေသားမစားသူချစ်တော်လေဖောက်တဲ့ကလေးများစိတ်ချမ်းသာစေရန်အတွက်အမေသားများကိုဝယ်ယူကာဆိုင်တွင်စတင်ချစ်ပြုခဲ့သည်ထိုနေ့မှစ၍ဆိုင်လေးလေးထူထဲတွင်ထူးဆန်းသောအနေအထားများနှင့်ခြောက်ခြားဖွယ်ရာအရိပ်အယောင်များစတင်အခြေတင်လာခဲ့တော်သည်